တာလီဇောပါနေရာနမ်ပရမာရောက်ပြီးနေတဲ့ကျွန်တော်တို့ချိတ်တယ်ရခိုင်လူမျိုးတီတော့အုံမရခရရဖို့ကျွန်တော်တို့ရဲ့အသက်တာအင်ထော်ရေးအလောက်အကိုင်းပျော်ရွှင်မှုတီကိုနေရာစဉ်တိုင်းမှာထာဝရကာလအထိခံစားရရှိဖို့နာတော်တာဆောင်ပြီးခဲ့ပါလို့ရိုတေဇော်နဲ့ဖိတ်ကရအပ်ပါရယ်ဆာလာပရီကအသွီအဖရန်အပရိလွက်ခရန်ဆိုတဲ့ကောစီနဲ့ဝီမြချံပါရယ်အမကျန်းစာထဲမှာလူဤအပရိကိုဖရေသောအရာကအသွီဖိတ်တိဆိုပြီးဟောပြထားပါရယ်လူတီအပရိကနေလွမ်းမြောက်ဖို့တော့အသွီလိုအပ်ပါရယ်ထာဝရပရသကောင်လေလူတီအပရိကိုအွန်လိုင်းနေဖို့တော့အသွီကိုတောက်ဆိုပါရယ်ထာဝရပရသကောင်ဆိုရဲအပရိတောင်ပိုက်သောပုဂ္ဂိုလ်ရောစီရံပိုက်သောဖရာဖိတ်ပါရယ်တတကောအပရိတောင်ပိုက်လွတ်ပိုက်သောသူကထာဝရပရသကောင်ဖိတ်တယ်ဆိုစောကိုနားလေဖို့လိုအပ်ပါရယ်ယံအပရိတောင်ပိုက်လွတ်ပိုက်ရယ်ထာဝရဖရာကလူဤအပရိကိုဖေဖို့တော့အသွီးကိုတောက်ဆိုပါရယ်တမန်ကျမ်းစာမှာကိုခန္ဓာအတတိအသွီး၌တည်တန်တို့ပရုသောအပရိကိုဖေစေခရငါထိုအသွီးကိုတန်တို့အားရိတ်ပလံပေါ်၌ငါပေးပြီးလူဤအပရိကိုဖေသောအရာကအသွီးဖိတ်တိဆိုပြီးတွေးရပါတယ်ညပိကေနောက်ကျမ်းစာတစ်ပိတ်မှာအသွီးမသွမ်းလို့ပဲအပရိလွက်ခရမရှိဆိုပြီးလေတွေးရပါတယ်ကျန်တဲ့ကောင်အပရိလွက်ဖို့တော့အသွီးအဖရန်ပဲဖိတ်နေပါတယ်ဇာပရိလို့တရောစီရံပိုက်ခွန်ရှိရအပရိလွတ်ပိုက်ခွန်ရှိရပရတကောင်ကအပရိအတွက်ကောင်အသွီးကိုတောက်ရလေအသွီးဆိုရဲပါဖိတ်ပါတယ်ကျွန်တော်တို့စီရုံစီခန်တီမှာတွေးရတယ်ကောင်းသွီးဖရန်အသားကေပါအသားရအသွီးမှာတေရအတွက်ကောင်အပရိအခါတီခရန်ကနေလွမ်းမြောက်ဖို့အသားထောင်တန်ဖို့တော့ပါဖိတ်တယ်သွီးကိုဖရတကောင်တောက်စောဖိတ်ပါတယ်ယပိကေယောအပါပီရေဆိုစောကိုလေသွီးအဖရန်ပေါ်ပြဖို့လိုအပ်ပါတယ်လူသားတိအနေနဲ့တန်ရှောင်းရသွီးအသားကိုပြီးစရာမရှိတဲ့တော့ကောင်ထာဝရဖရာကိုယ်တိုင်သူ့မှာရှိရတဘာဒေတော်သားတော်ဖိတ်တဲ့တခေါင်ယေရှုခရစ်တော်ကိုလောကကိုစေလွှဲပြီးကေလူစားဒီကိုခံယူစီပြီးကေအသားကိုစွန့်လက်စီပါရယ်သားတော်ယေရှုခရစ်တော်ရဲ့လောကလုံးအတော်မိမိအသားကိုစွန့်ပြီးကေအသွီးကိုဖရာတခေါင်ရှိမှပူဇော်ခါပါယာတမန်ကျမ်းစာမှာထိုတခေါင်မုံကအပရိကိုဖရီခရန်ကရိတ်တခုတည်းကိုပူဇော်ပြီးမှစာရဲဖရာတခေါင်ဤလာရတော်ဖတ်၌အစင်အမရေထိုင်ရဲဆိုပြီးတွေးရပါတယ်တခေါင်ယေရှုခရစ်တော်ဤအသွီးအားဖရန်ပူဇော်ခရန်ကိုထာဝရဖရာတခေါင်ရဲလက်ခံကျေနပ်ခပါယာရတွက်ကောင်ဖရာတခေါင်ဤတရောယုံတော်ကနေပြီးအပရိလွက်ခရန်ကိုကျင်ညာပြီးပါယာဒါကလေးဆိုပါကေအပရိအခါဖိတ်တဲ့တီခရန်ကိုတခေါင်ယေရှုခရစ်တော်ရဲ့အသွီးသွမ်းပြီးလာဝကားတိုင်းမှာပြီးဆက်ပြီးလို့ဖိတ်ပါယာအပရိနဲ့ပတ်သက်လို့နောက်တစ်ခါထပ်ပြီးလုတ်ပြီးစရာမလိုပါယာတမန်ကျမ်းစာမှာဖရာတခေါင်ဤသားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပရိရှိသမျှကိုစီကရောတော်မုံကြီးဆိုပြီးတွေးရပါတယ်လူသားအလုံးမှာရှိတဲ့အပရိရှိသမျှကိုတခေါင်ယေရှုခရစ်တော်၏အသွေးတော်နဲ့စီကရောပိရိယာဖိတ်တဲ့အတွက်ကြောင့်အပရိနဲ့သက်ဆိုင်ရအရာအလုံးကိုဖရေရှောင်းပြီးပါယာတနည်းအဖရန်ပရောပိုလိုဆိုပါကေလူတီမှာအပရိပရတနာမရှိပါယာဒါကုတ်လေးဆိုပါကေယေရှုခရစ်တော်၏အသွေးအဖရန်လူသားအလုံး၏အပရိတီကိုတန်ရှောင်းဆောင်ကြပြီးပါယာယကလေးတော့တခေါင်ယေရှုခရစ်တော်၏အသွေးအဖရန်အပရိလွက်ခေါင်ကိုမတိရလူတီမယုံကြည်လူတီစော်ရမလိုအပ်ပေနဲ့ငရေကိုလာနေရပါရယ်မိတ်ဆွေရနေစဉ်နာအမြပြိလုံးနေပါရယ်ယကလေးတော့တခေါင်ယေရှုခရစ်တော်၏အသွေးအဖရန်မိတ်ဆွေ၏အပရိအလုံးကိုတန်ရှောင်းပြီးပါယာထိုအရာရီတရတခေါင်၏လှုပ်ဆော်ချက်ဖိတ်ပြီးကေဖရတခေါင်ကိုယ်တိုင်လေးဂျင်းနေပါရယ်ဖရတခေါင်ရသူတုံးဆိုတဲ့အသွေးကိုယေရှုခရစ်တော်ရဲ့လာဝကားတိုင်မှာပြီးဆဲပြီးဖိတ်တယ်တော်နဲ့ယ
ရယေရှုခရစ်တော်လှုပ်ဆော်ပြီးခိုင်အရာကိုယုံကြည်လက်ခံရလူတီစော်ရဖရတခံအပရိတောင်တော်မူခနဲ့ကန်းလွဲရလူတီဖိတ်ပါတယ်ဖရတခံဤအပရိတောင်ခရနဲ့ကန်းလွဲရလူတီစော်ရမင်္ဂလာရှိရဆိုပြီးကတမန်ကျမ်းစာမှာဖော်ပြထားပါတယ်ရတော့တော့မိတ်ဆွေရတခံယေရှုခရစ်တော်သွန်လောက်ခရအသွေးတော်ကိုယုံကြည်လက်ခံရလို့ဆိုပါကေမိတ်ဆွေတွေအပရိကောင်းရလူထိုက်တဲ့အတွက်ကြောင့်ငရေကိုလာစရာမလိုဘဲနဲ့အပရိလွဲတဲ့လူတီလာရတဲ့နေတာကသာဝရဒုက္ခရှမ်းတာပုံထိုက်ပါရယ်ရတော့ကျွန်တော်လူသားဒီမှာရှိရအပရိကိုတွေကျွန်တော်ရဲ့ကုသိုလ်ကောင်းမှုဒါနသီလနဲ့ဖေချောင်းလို့မရတဲ့အတွက်တော့ဘရသခင်ရသူ့၏တပါးဒေသသားတော်ထိုက်တဲ့သခင်ယေရှုခရစ်တော်၏အသွေးနဲ့ကေတံပရိယာဆိုတဲ့အကောရာကိုမိတ္တာနဲ့ဝီမြရှောင်ပါရယ်ရနာရီလူအရောက်စီတိုင်းဖရသကောင်ကောက်ကြီးပြပါစီတွေ့တော့လောင်ခြင်းမရှိရင်အပြည့်လို့ချင်ဆိုတာမရှိကျွန်တော်ရဲ့အပြည့်တွေကိုတော့အသေးမတုံခဲ့ရင်အပြည့်ရဲ့အခါဟာသေးခြင်းပဲလေကြောင့်သာဖြောင်းမတော်သူရတာဖြစ်ပြီးကောင်းကင်သက်စာဆောင်တဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရိပ်မှတ်ထားပြီးအသွေးတော်ကိုယ်တော်ရဲ့အသွေးတော်ကျွန်တော်ပြန်များကိုစေကြောတဲ့ပလာလိုနီလေမိုးပွင့်ကဲ့သို့ဖြူစင်စေအောင်စေချော baby အသွေးတော်ကိုယ်တော်ရဲ့အသွေးတော်အဝေးဆုံးကနေအနီးပါသို့ဆွဲခေါ်ကကောင်းကင်သက်စာဆောင်တဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရိပ်မှတ်ထားပြီးယေရှုရဲ့သွေးတော်သွေးတော်လောင်ခြင်းမရှိရင်ပြည့်လို့ချင်ဆိုတာမရှိကျွန်တော်ရဲ့အပြစ်တွေကိုတော့အသိမသွန်ခဲ့ရင်ပြည့်ရဲ့အခါဟာသေးခြင်းပဲလေသွေးတော်လောင်ခြင်းကြောင့်သာဖြောင်းမတော်သူဖယားသားဖြစ်ပြီးကောင်းကင်သက်စာဆောင်တဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရိပ်မှတ်ထားပြီးရိပ်မှတ်ထားပြီးအသွေးတော်ကိုယ်တော်ရဲ့အသွေးတော်ကျွန်တော်ပြန်များကိုစေကြောတဲ့အသွေးတော်ကပလာလိုနီလေမိုးပွင့်ကဲ့သို့ဖြူစင်စေအောင်စေကြော baby အသွေးတော်ကိုယ်တော်ရဲ့အသွေးတော်အဝေးဆုံးကနေအနီးပါသို့ဆွဲခေါ်ကကောင်းကင်သက်စာဆောင်တဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရိပ်မှတ်ထားပြီးအသွေးတော်ကိုယ်တော်ရဲ့အသွေးတော်ကျွန်တော်ပြန်များကိုစိတ်ကြောတဲ့အသွေးတော်ကပလာလိုနီလေမိုးပွင့်ကဲ့သို့ဖြူစင်စေအောင်စေကြော baby အသွေးတော်ကိုယ်တော်ရဲ့အသွေးတော်အဝေးဆုံးကနေအနီးပါသို့ဆွဲခေါ်ကကောင်းကင်သက်
စာဆောင်နဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရေးမှတ်ထားပြီးကောင်းကင်သက်စာဆောင်နဲ့ကျွန်တော်ရဲ့နာမည်အသွေးတော်နဲ့ကိုယ်တော်ရေးမှတ်ထားပြီးယေရှုရဲ့အသွေးတော်